ဘာဖြစ်တာလဲမကြခင်ကလူတွေဘာကြောင့်တည်ဆုံးသွားတယ်ဆိုတော့တည်ရလို့မရှိတော့ဘူးလားဒီတစ်ပတ်လည်းတရား2ယောက်မလို့စုစုပေါင်း4ယောက်တောင်တည်ပြီးသွားပြီတစ်ပတ်မှာ9ရက်ပဲရှိရဒီလိုဆိုနောက်တစ်ယောက်ကငါဖြစ်လာနိုင်တယ်ငါဘာလုပ်ရမလဲတည်ဖို့တောင်လေ့ကျင့်ထားတာမှမသိဘူးမကြခင်ဂျပန်အတွင်းလူတွေအကြောင်းမသိပဲတည်ဆုံးနေတဲ့အကြောင်းလူတွေရှောက်လက်နေကြတယ်တည်ဆုံးသွားတဲ့ရွာသားတွေကအကြောင်းမသိရပဲတည်ဆုံးသွားခဲ့ကြပြီးအားလုံးမှာတူညီတဲ့လက္ခဏာတစ်ခုရှိတယ်အိမ်ထဲမှာတယောက်တည်းနေတော့တည်ဆုံးသွားတာပဲဒါကြောင့်ဘာတွေဖြစ်ခဲ့လဲဆိုတော့ဘယ်သူမှမမြင်လိုက်ရဘူးဒီလိုတည်ဆုံးမှုတွေကိုရွာသားတွေကအိမ်ရင်းတည်လို့ခေါ်ကြတယ်ထူးခြားတာကလောင်းတွေကပုံမှန်မဟုတ်ပဲပေါင်းပေါင်းဖြစ်နေပြီးအနှံ့တွေကတော်တော်ဆိုးနေတယ်နောက်ဆုံးတည်သူကတေကန်ကြီးချိန်ကြီးအဝါလွန်လျောက်ဖြစ်နေပြီမဲ့အခုသူ့ရဲ့ဘက်ကအရန်ကိုချိုက်နေပြီရွာသားတွေကဒီဖြစ်ပျက်တွေကြောင့်ကြောက်ရွံ့နေကြပြီးဘယ်အချိန်မှသူတို့ကိုယ်တိုင်တည်ဆုံးရမလဲဆိုတာကိုစိုးရိမ်နေကြတယ်တောင်းတော့ဘာမှမဖြစ်ပဲပုံမှန်နဲ့ဖြစ်နေခဲ့တယ်ဒါပေမဲ့4ရက်မြောက်ညမှာတော့ရာတကြီးရဲ့အိမ်မှာဖြစ်ပျက်တစ်ခုဖြစ်လာခဲ့တယ်အိမ်နေစဉ်အိမ်ခင်းတွေလုံနေလို့ဖြစ်နေလို့ထားကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ဇနီးကနှလုံးပြူပြီးအပြင်းနဲ့လူလိမ့်နေအော်ချင်ပေမဲ့အတန်မထွက်နိုင်ဘူးမဲရောင်ရည်တကူကလူပုံတရံလူနဲ့သူမရဲ့ပါဇက်တွေဝင်နေတယ်သူမဟာနာကျင်စွာနဲ့လူလိမ့်နေခဲ့တယ်အတန်မထွက်လို့အော်နေတဲ့အချိန်မှာရွာတကြီးကအန်ရရှိနေပြီဆိုတော့တီးသွားတော့သူ့ရဲ့လေပင်ကဘုရားဆွဲကြိုးကိုထုတ်ပြီးချက်ချင်းဘုရားဆိုင်ကျွတ်တယ်အဲ့ဒီအချိန်မှာမဲရောင်ရည်ကမိမအတန်နဲ့အော်ပြီးပြင်းပေါက်ကနေခုံထွက်ပြေးသွားတယ်။အဲ့ဒီကရွာသားကြီးကဒီရိတ်ဟာရွာသားတွေသိဆုံးနေရတဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့တွေးမိသွားတယ်။ဘာဖြစ်လဲဆိုတော့သိချာမသိရသေးပေမဲ့ဒီတိုင်းထားရရင်ရွာလုံးကျွတ်တေကုန်နိုင်တယ်ဆိုတော့သိကြတယ်။နောက်တစ်နေ့မနက်မှလည်းထပ်ပြီးရွာသားတယောက်သိဆုံးနေတယ်။ဒီကတော့ဒီပြည့်ပြည့်ကိုမြင်ခဲ့လို့ရှိတယ်။သူ့ရဲ့ဇနီးကအသက်ရှူမဝါဖြစ်နေတယ်လို့အတန်ကြားလို့နိုးလာတဲ့အခါမဲရောင်ရာသူ့ရဲ့ပါဇက်တွေဝင်နေရလို့ပြောခဲ့တယ်။ရွာသားကြီးကမင်းညကကိုတွေ့အဖြစ်ပြက်ကိုလူတိုင်းကိုပြန်လည်းပြောပြလိုက်တယ်။မင်းညကဒီငါ့အိမ်မှာလည်းဒီလိုဖြစ်ခဲ့တယ်။ခံကောင်းလို့အချိန်မီကျန်နိုင်ခဲ့တာပါလို့ပြောတယ်။ရွာမှာဘာတွေဖြစ်နေရလဲ။အသက်30ကျော်လာတဲ့ဒီလိုဖြစ်ပြက်တွေမတွေ့ဘူး။တောင်းတဲ့တောင်တဲ့တွေကိုမလေးမစားလုံးမိလို့အပြစ်ပေးနေရလား။အဲ့ဒီလိုမျိုးမျိုးခံမှန်းနေကြတဲ့အချိန်မှာလူတယောက်ကရုတ်တရက်ရောက်လာပြီးစကားပိုင်းနဲ့ဝင်ပြောတယ်။သူကတော့ပေါ်မော်အောင်လန်းစရာလို့လူတယောက်ပဲဖြစ်ပါတယ်။သူကအများအပြားလူနာတွေကိုကူပဲကိုအဝေးရည်သွားတဲ့လူဖြစ်တယ်။ပေါ်မော်ပြောတယ်နိုင်နေငယ်တွင်ကိုယ်ရဲကိုဝင်စီပြီးအတွင်းအင်အားတွေကိုစုပ်ယူတတ်နိုင်တဲ့တောဝိညာဉ်တွေပဲလုံနိုင်ပါတယ်။ညအချိန်မှာဒီစင်စစ်ကိုစတင်ပြီးရွာသားတွေကိုပြောင်းနိုင်မှုတိုင်းလိုအပ်တာကိုပြင်ထားဝယ်ထားခိုင်းတယ်။ကျိုးဘက်ကကာကွယ်ရေးစဝိုင်းလုပ်ပြီးဝိညာဉ်တွေကိုထွက်လာစေဖို့ပေါ်မော်ကကာရာမန်လေးရွတ်ပတ်တယ်။မကြခင်လေပြင်းတွေတိုက်လာပြီးအမဲရောင်ရိပ်ပေါ်လာတယ်။ပေါ်မော်ကလူတိုင်းကိုကျိုးတွေကမထွက်ဖို့သတိပေးတယ်။ဒါပေမဲ့လူတယောက်ကကြောက်လန့်ပြီးထွက်ပြေးသွားတဲ့အခါအဲ့ဒီအချိန်မဲကအဲ့လူကိုဝင်စီပြီးအင်အားကြီးစွာနဲ့တခြားလူတွေကိုစတင်အကြမ်းဖက်တပ်ဖြတ်ပါတော့တယ်။ရွာသားအများစုတည်ဆုံးကြပြီးဝိညာဉ်ကတော်တွေကိုပြောင်းသွားတယ်။တောင်းနေမနဲ့ပေါ်မော်ကသူ့မိတ်ဆွေတောင်းဖို့ဆိုကိုခေါ်ဖို့ဆုံးဖြတ်တယ်။မောင်ဝင်ရွာလုံးကျွတ်တေကုန်လေးမယ်လို့ယူဆတယ်။ပေါ်မော်တောအုပ်စုရွာတကြီးနဲ့ရွာသား2ယောက်ကတော်တွေကိုဝင်လာကြတယ်။တောင်းကြရှာပြီးတဲ့နောက်မှာတဲလွန်စားအနေနဲ့ကူနာကတွေးရအောင်တွေးတော့တောဝိညာဉ်တွေနဲ့ထိပြတွေးနိုင်တယ်။ပြင်းတဲ့တိုက်ပွဲတွေဖြစ်ပြီးနောက်ဆုံးမှာကာရာမန်နာရုပ်ပတ်အာရုံပြုပြီးတနက်ပြင်တောဝိညာဉ်ကိုဆုံးသက်နိုင်ခဲ့တယ်။ပုံမော်ကဝိညာဉ်ကိုတန်းစင်ပေးတဲ့ခံရလုပ်ပြီးရွာကိုပြန်လာခဲ့ကြတယ်။အဲဒီနောက်ပိုင်းတော်ဝိညာဉ်နဲ့ပတ်သက်တဲ့ထူးဆန်းမှုတွေမဖြစ်တော့ဘူး။ဇလန်းလေးကဒီမှာပဲပြီးဆုံးသွားပါတယ်။